အားလုံးပဲမင်္ဂလာပါတကြံကာလနေပြီဆိုရင်မွန်ပြည်နယ်မှာချက်စားလေးရှိကြတဲ့တကြံကျော်နီးကိုကြော်ပြမှာဖြစ်ပါတယ်အားလုံးပဲတကြံကာလမှာအတူတူလှုပ်ရှားလို့ရအောင်လိုက်ကြည့်ပေးပါနော်တရက်တီးတစ်လုံးကိုသုံးပါမယ်ပြီးလို့ရှိရင်ကြီးနဲ့ချစ်ပေးမှာဖြစ်ပါတယ်အချင်းများများနဲ့တိတ်မကြိုက်တာမို့လို့တရက်တီးကိုစားနဲ့ရေးစိမ်ထားပေးပါမယ်နော်ငါးချောက်ကိုသုံးတဲ့နေရာမှာအသားများတဲ့ငါးချောက်ဆိုရပါတယ်ငါးချောက်ကိုပြုတ်ပေးပြီးတော့မရုပ်စုံနဲ့ထောင်းပါမယ်ပြီးလို့ရှိရင်တော့ပြုတ်ထားတဲ့ငါးချောက်တွေကိုအသားညွှန်ပေးမှာဖြစ်ပါတယ်ပြီးရင်တော့ငါးချောက်လေးတွေကိုထောင်းမှာဖြစ်ပါတယ်ငါးချောက်ကနင်းနေတာမို့ပစုံချောက်လေးပါထည့်ခဲ့ပါမယ်နော်ငါးချောက်မရှိတဲ့လူကပစုံချောက်သုံးလို့ရပါတယ်စက်သွန်နီကို3လောက်သုံးပါမယ်စက်သွန်နီလေးကိုစိတ်ခွဲပေးရပါမယ်စက်သွန်နီကိုတလွားချင်းစီခွာပေးရပါမယ်ကြံကြော်ရဲ့အလိုက်ဖက်ဆုံးငရုတ်တီကြောင်ကြော်ပေးပါမယ်မီအေးအေးလေးနဲ့ကျွတ်လာတဲ့အနေထားလေးရပြီဆိုရင်ချလို့ရပါပြီစက်သွန်နီကိုစီတက်ပေးပါမယ်သိန်းသားငပိလေးကိုရေဖြော်ပြီးတော့စီတက်ထားတဲ့စက်သွန်နီလေးကိုထည့်ပါမယ်ခုနကတော့ငါစားရည်စိမ်ထားတဲ့တရက်တီကိုအရင်ညှစ်ပြီးတော့ထည့်ပေးပါမယ်ထောင်းထားတဲ့ငါးချောက်လေးတွေကိုထည့်ပေးပါမယ်နော်ကြိတ်ထားတဲ့ပစုံချောက်လေးတွေထည့်ပေးပါမယ်တရက်တီနွန်းသွားအောင်ရေးထည့်ပေးမယ်နော်ကဲအခုဆိုလို့ရှိရင်တော့ရတာရှိပြီးတော့သမင်းမိန်ရဲ့ဒီချန်ကျော်လေးရပါပြီပုံမှန်ကတော့ဖျောင်းတန်းတင်းတင်းလေးနဲ့ရေစိမ်ထားတဲ့သမင်းကိုရေခဲတုံးထည့်ပြီးစားလေးရှိကြပေမဲ့ခုကတော့ပုံမှန်သမင်းနဲ့စားတာကိုပုံမိန်နဲ့တကြောင်မို့လို့ဒီတိုင်းလေးစားပါမယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်